ပင်လေချမ်းပြင်ရဲ့လက်သီးပင်ပင်လေသမုဒ္ဒရာရဲ့နတ်ဆိုင်တဲ့နေရာမှာအန်မခန်လျှို့ွက်လက်နက်ကိုပိုင်ဆိုင်ထားတဲ့တတဝါတစ်ကောင်ရှိပါတယ်။ဒါဟာတာမန်ပဇွန်တစ်ကောင်မဟုတ်ပါဘူး။သူ့ကိုပင်လေရဲ့အင်အားအကြီးဆုံးတတဝါတွေကတစ်ကောင်ပဇွန်တုတ်ခေါင်းမှာဒါမှမဟုတ်လက်သီးပဇွန်လို့ခေါ်ကြပါတယ်။သူ့ရဲ့အဓိကလက်နက်ကတော့ရှေ့ကိုမယုံနိုင်လောက်တဲ့အမြန်နှုန်းနဲ့ပြစ်လွတ်နိုင်တဲ့လက်သီးတစ်စုံပါပဲ။ဘလောက်မြန်တယ်လဲဆိုရင်တနက်ကြည်စံတောင်းရဲ့အရှိန်ထက်တောင်ပိုမြန်ပါတယ်။ဒီလက်သီးချက်ဟာကနန်းအခွန်မာတွေကိုခရုခွန်တွေကိုအလွယ်ကူထိုးခွဲနိုင်ပြီးငါးပြတိုက်မှန်တွေကိုတောင်ခွဲပစ်နိုင်တဲ့အထိအားပြင်းပါတယ်။သူ့ရဲ့စွမ်းအားကလက်သီးမှာပဲရှိတာမဟုတ်ပါဘူး။သူ့မျက်လုံးတွေကိုကြည့်လိုက်ပါဦး။ကျွန်တော်တို့လူတွေမှာအယောင်မြင်နိုင်တဲ့ cell 3မျိုးပဲရှိပေမဲ့ဒီလက်သီးပဇွန်မှာတော့16မျိုးအထိရှိပါတယ်။ဒါကြောင့်သူတို့ဟာကျွန်တော်တို့မမြင်နိုင်စိတ်ကူးတောင်မမြင်နိုင်တဲ့အယောင်အသွေးများစွာကိုမြင်နိုင်စွမ်းရှိပါတယ်။ဒီအံဖွဲမျက်လုံးတွေကြောင့်ရန်သူနဲ့သားကောင်ကိုအတိအကျခွဲခြားမြင်နိုင်တာမှာဒီအံဖွဲမုံဆိုးတွေဟာပင်လယ်ကျမ်းပြင်ကတွင်းတွေထဲမှာနေပြီးသူတို့ရဲ့နောက်ထပ်သားကောင်ကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်နေကြပါတယ်။မယုံနိုင်ကြအမြန်နှုံးအဖြတ်စွမ်းအားကြီးရဲ့လက်သီးချက်နဲ့စူပါအမြင်အာရုံတဘာဝတရားရဲ့တကယ့်ကိုအံဖွဲလက်ရတစ်ခုပါပဲ။ခန္ဓာကိုယ်တင်းငယ်ပေမဲ့အေယန်မစွမ်းအားကိုပိုင်ဆိုင်ထားတဲ့တတဝါလေးပါ။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်သွားဖို့မမေ့နဲ့နော်။နောက်ထပ်ဘလို့အံဖွဲတတဝါတွေအကြောင်းသိကျင်လဲဆိုတာ comment အားရေးခဲ့ပါအောင်။